ဒီချင်းလေးကယုံကြည်သူတွေပါမကမယုံကြည်သူတွေပါကောင်းကြီးဖြစ်စေခဲ့တဲ့သချင်းလေးဖြစ်တယ်ဘယ်ချင်းဖြစ်မယ်ထင်လဲဟာလေလုယာအာမင်အခု YouTube မှာကြည့်ရှုသူတန်း40ပြည့်တော့မယ် Oh my God! Wow! ဘသူလောက်တာလဲဘသူလောက်တာလဲပြောကြည့်ပါဦး Thank you Jesus အချိန်အောင်မယ် 1 2 3 Thank you Jesus Hey ဂီတာမတီးတတ်တဲ့လူတယောက်ထဲကအဲ့လိုသရှင်ထွက်เสียရှိလားမရှိဘူးနော်ဂီတာမတီးတတ်တဲ့လူတယောက်ထဲကလေအဲ့ဒီလိုလူတွေနှလုံးသားကိုလောက်ခါနိုင်တဲ့သရှင်ထွက်เสียအကြောင်းမရှိဘူးဒါပေမဲ့အသက်ရှင်တဲ့ဘုရားကြီးကတော့ထွက်เสียအကြောင်းရှိတယ်ဟာလေလုယာဒီသချင်းလူတွေနှလုံးသားကိုလောက်ခါခြင်းသည်ဆွဲကင်လိုက်ခြင်းသည်အဲ့ဒီအထဲမှာပါတဲ့အဖေကြောင့်ဖြစ်တယ်ဟာလေလုယာအဖေကိုလက်ခုပ်တီးပြီးတော့ချီးမြှောက်ရအောင် Thank you Daddy အခုမြန်မာပြည်မှာအပေါက်ဆုံးတခြင်းညီလေးတခြင်းရေးဆိုတဲ့သူကတော့ကိုမျိုးကြီးဆိုတယ်ရေးတာရှာကနေရေးတာဖြစ်တယ်ဒီတခြင်းရနေရတိုင်းမှာဒီချင်းကြနော်အောင်ကြနော်မဂီတာတီးတယ်လားဆိုနောက်ပိုင်းမှာကောင်းကောင်းကိုရေးပေးတော့သူဂီတာမတီးတတ်သေးဘူးကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်ရေးတော့သူဂီတာမတီးတတ်ဘေးရလူတွေဒုက္ခရောက်တယ်ဟောရှာအဲ့လိုဂီတာမတီးတတ်တဲ့လူတယောက်ကဒီလိုတချင်းရှိန်တွေဘာလို့ထွက်လာယေရှုကြောင့်ယေရှုကို 100% Jesus ယေရှုကိုမသိခင်ကတည်းကယေရှုအထဲကနေပြီးတော့မဆနေပြီလားဟုတ်ကြိုင်တော့ဒီမဆနေတယ်ဆိုတာကအနာဂတ်အတွက်အကျဉ်းစီကြီးမားသောအကျဉ်းစီရှိလို့ဘုရားမဆနေအဲ့တော့ဘုရားမပါဘဲနဲ့ဆက်သွားဖို့တော့မစင်စားနဲ့ Yes ဘုရားတည်းကိုကောင်းကြီးပေးလိုက်မယ်အဲ့ဒီကောင်းကြီးပေးနေတဲ့အရာကတင်လှုပ်ချင်တာလုပ်ဖို့ကောင်းကြီးပေးတာမို့လှုပ်ရမယ့်အရာတစ်ခုအတွက်တင်ဘုရားကောင်းကြီးပေးနေတာဖြစ်တယ် Yes အာမင်ဆိုတော့ဒီဆရာကနေဟာအဲ့ဒီစက်ကပ်ပြီးတဲ့နောက်ပိုင်းမှာဆရာကနေတို့ဆရာပီစီတို့နော်စက်ကပ်ခဲ့ကြတယ်အရာကအခုချိန်မှာအခုဒီ2024မှာဝိညာဉ်ထဲမှာဘုရားပါဖော်ပြလဲဆိုတော့ဆရာဒေးဗလာနဲ့ဦးနေရစကားလာပြောတယ်ဝိညာဉ်ထဲမှာပါဖော်ပြရှင်းခါလဲဆိုသူ့ level 10 2024မှာ level 10တက်ဖို့ဘုရားဖော်ပြဆိုရင်ကိုမောင်မတို့ပါအားပေးခြင်းလဲဆိုဘုရားနဲ့သွားရင်သွားလိုက်မလုပ်နဲ့ဘာခီးမှမရောက်သွားလိုက်မလုပ်နဲ့ဘုရားနဲ့သွားမယ်ဆိုဒီဇိုင်းမှမသွားလိုက်သွားလိုက်ဘုရားနဲ့သွားလို့အမှုတော်တရားရကိုင်နှုတ်ဆောင်လိုက်လို့ဘုရားနဲ့သွားလို့ပြောတာမဟုတ်ဘူးဒီမှာဒီစီးပွားရေးလုပ်နေတဲ့ဘုရားနဲ့တူသွားလို့ရတယ် Okay နိုင်ငံတော်ရဲ့အရေးကိုလုပ်နေတဲ့သင်ဘုရားနဲ့သွားလို့ရတယ်အချိန်တန်တဲ့အခါမှာဘုရားကချီးမြှောက်တာအခုသူ့ဘာသာဟလာညီလေးတချင်းနဲ့သူဘလောက်သူတမန်သိရှိမှတယ်ဒါကျွန်တော်တို့အများနဲ့ပေါ်ထုတ်ဆိုတဲ့သူတွေကောင်းပါတယ်ဆိုတဲ့သူတွေကောင်းအောင်ရေးပေးတဲ့ဆရာတွေမြတ်မြတ်သွားတာများလို့ကျွန်တော်ပြန်ပေါ်ထုတ်ဒီတချင်းတွေကအလကားထွက်လာတော့ဘုရားမပေးဘဲနဲ့ထွက်လို့မရဘူးခင်ဗျာထိုင်ရေးတချင်းတစ်ပုတ်ရေးလို့ရတယ်ဒါပေမဲ့ထွက်လာဖို့ဆိုမလွယ်ဘူးဒါဘုရားသခင်အသုံးပြုတဲ့လူတွေကိုကျွန်တော်ကတော့ဂုဏ်ယူတယ်ချီးမြှောက်တယ်ဘုရားခင်တာရီကောင်းချီးပေးပါစေဆိုတော့ဒီလိုမျိုးညီလေးတချင်းဖြစ်လာတဲ့ဟာလေးနည်းနည်းရှင်းပြပါညီလေးတချင်းအဓိပ္ပာယ်လေးနည်းရှင်းပြပါဒါကိုနည်းနည်းတိဖြတ်ပြီးတော့မှပြန်တင်ပေးမယ်ညီလေးတချင်းဘယ်လိုဖြစ်လာလဲဘာကိုဆိုလို့ပြီးတော့ရေးလိုက်တာအဓိကတော့
ကျွန်တော်တို့လူ့ဘက်တော်ရဲ့ခရစ်တော်ဝိနည်းဘက်တော်ပေါင်းလို့တာဦးဖြစ်တာဦးဖြစ်တယ်ဟိုယေရှုခရစ်တော်ကကျွန်တော်တို့အားလုံးကိုညီလေးပေါ့နော်ညီလေးညီမလေးတော့ရင်းရင်းနှီးနှီးခေါ်ရင်းရင်းနှီးနှီးအဲ့ဒီယေရှုခရစ်တော်ကကျွန်တော်တို့ကိုတွင်တင်ဆုံးမတယ်တကယ်တော့နှုတ်ကပတ်တော်လေးလူရဲ့ဘဝခဏအဲ့တချောင်းချင်းစီတိုင်းကအကုန်လုံးနှုတ်ကပတ်တော်လေးပဲ အခုနအောက်စားပြောတယ်ညီလေးဆိုခရစ်တော်အနေပြီးတော့မှတို့တွေအားလုံးပြန်ပြီးတော့ပြောနေတဲ့စကားတွေဆိုလို့နေတာဆိုလို့အဲ့မအောင်မြင်မှုကြီးမှာဘုရားရဲ့ရင်မိပါရေကိုပင်ကြောင့်မျက်ရည်မကျစေနဲ့ရန်သူရောလဲချဖို့စွမ်းနိုင်တဲ့လူတယောက်ကိုဆွဲထူနောက်ကျောကိုဒါနဲ့ထူလဲပြုံးပြလိုက်ဖေဆိုမတ်ကဆိုတာဘုရားရဲ့စကားဒါဘုရားရဲ့စကားဖေဆိုမတ်ကမြင်နာတော့မြင်နာဘုရားရဲ့စကားကိုမြင်နာတော့သွားမယ်ဆိုရင်ညီလေးဆိုယုံကြည်သူတွေအကိုကြီးဆိုတာခရစ်တော်အဖေရဲ့စကားဆိုတာဘုရားရဲ့စကားဖခင်မိတော်ရဲ့စကားဝန်ခံလို့သွားမယ်ဆိုရင်ဘုရားဘုံတော်ထင်ရှားလာဒါကိုဘုရားတခြင်းဖျက်ချင်ပါပဲဒါပေမဲ့ဘုရားလူတွေကဘုရားပါမှာဘုရားတခြင်းလို့ထင်တယ်ဘုရားဆိုတဲ့စကားလုံးလေးပါတော့ဘုရားရှင်လို့ထင်တာမဟုတ်ပါဘူးဘုရားရှင်အများကြီးပဲဘောကတည်းကအောင်မြင်တယ်အဓိကဘာကြောင့်လဲဆိုတော့လူပေါင်းမြောက်များစွာဘုရားမြတ်တာရရှိလို့ရချင်အာမင်ဆိုတော့ညီကောင်မောင်မတို့အမြဲတမ်းဘုရားရဲ့စကားနဲ့တွာလာတော့သူတွေဖြစ်ဖို့အာမင်ရေးဆက်ခဲ့တာဖြစ်တယ်ဟုတ်တယ်